ဒီ CCTV မှတ်တမ်းကိုတေချာလေးစူးစိုက်ကြည့်ပေးပါဒါကတော့ခြေဝန်းကျဲကြီးတစ်ခုရဲ့ဂိတ်တကားမှာတာဝန်ကျနေတဲ့လုံခြုံရေးဝန်ထမ်းတဦးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ညဘက်ကြီးအေးစစ်စစ်ထိုင်နေတဲ့အချိန်မှာသူ့ရဲ့အနောက်ကတန်တိုင်တွေကြားထဲကနေတစုံတစ်ယောက်ကရုတ်တရက်ဆိုသလိုပေါ်လာပါတယ်အစားကတော့လူတစ်ယောက်အကူအညီတောင်းဖို့ဆိုပြီးတော့လမ်းမပြီးရောက်လာတာလို့ထင်ရခဲ့ပေမဲ့အဲ့ဒီပုံရိပ်ကတာမန်လူတစ်ယောက်ရဲ့လှုပ်ရှားမှုမျိုးမဟုတ်ပဲနဲ့တုံတုံရင်ရင်နဲ့ထူးဆန်းနေခဲ့ပါတယ်အဆိုးဆုံးကတော့လုံခြုံရေးဝန်ထမ်းကတခုခုကိုတတိထားမိလို့လှည့်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီအရာကမျက်စိတမိတ်အတွင်းမှာပဲလုံးဝကိုမှပျောက်ကွယ်သွားပါတယ်ဒါဟာကင်မရာရဲ့အလင်းမှောင်ကြောင့်ဖြစ်ပေါ်နေတဲ့မျက်စိမှားမှုလားဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာအမြဲတမ်းပုံကွယ်နေတတ်တဲ့ဝင်းကြီးတစ်ခုခုကသူ့ရဲ့တည်ရှိမှုကိုပြသလိုက်တာလားအဲ့ဒီဝန်ထမ်းနေရာမှာတင်သားဆိုရင်ကိုယ့်ရဲ့အနောက်နားတင်တစ်ခုခုရှိနေတယ်ဆိုတာသိလိုက်ရတဲ့အချိန်ဘလောက်တောင်မှကြောချမ်းသွားမလဲဆိုတာစဉ်းစားကြည့်ရုံနဲ့တင်ထိတ်လန့်စရာကောင်းပါတယ်တကယ်တော့အမှောင်လူထဲမှာကျွန်တော်တို့မမြင်ရတဲ့မျက်လုံးတွေကကျွန်တော်တို့ကိုအမြဲတမ်းစောင့်ကြည့်နေနိုင်ပါတယ်ဒီဒုတိယမြောက်မြင်ကွင်းမှာတော့ပို့ပြီးတော့မှထိတ်လန့်ဖို့ကောင်းပါတယ်ဒါကတော့အိမ်တန်ရဲ့အိတ်ခမ်းထဲမှာအိပ်ပျော်နေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဘေးနားတွင်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပြပါသူမအိပ်ပျော်နေတဲ့အချိန်မှာခြုံထားတဲ့ဆောင်ကသူ့လိုတဖြည်းဖြည်းချင်းရှော့ကျသွားတာကိုတွေ့ရပါလိမ့်မယ်ဒီတိုင်းလို့ရှော့ကျသွားတာမျိုးမဟုတ်ပဲနဲ့တစုံတစ်ယောက်ကအောက်ကနေအားနဲ့ဆွဲချနေတယ်လို့မျိုးတင်းတင်းရင်းရင်းလှုပ်ရှားနေတာပါအိမ်နောက်မှာတော့ပို့ပြီးတော့ကြောက်စရာကောင်းတဲ့အရာဖြစ်လာပါတယ်ဆောင်ရက်လီထဲမှာသူ့လိုမြောက်တက်လာပြီးအိပ်ပျော်နေတဲ့အမျိုးသမီးကိုခြောက်လန့်ဖို့ကြိုးစားနေပါတယ်သူမနိုးလာတဲ့အချိန်ဘေးနားမှာဘယ်သူမှရှိမနေပဲသူမရဲ့ဆောင်ကတော့ပုံမှန်မဟုတ်တဲ့နေရာကိုရောက်နေပါပြီ။ဒါဟာအိမ်မက်ဆိုးတစ်ခုလို့လည်းပြောလို့ရတယ်လို့မမြင်ရတဲ့ကျူးကျော်သူတစ်ယောက်ကတည့်ရဲ့လုံခြုံဆုံးနေရာဖြစ်တဲ့အိယာထဲထိကိုမှရှောင်းနေတာလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့တွေတနေ့တာပင်ပန်းလို့အိတ်ဆက်နားနေတဲ့အချိန်ကိုယ့်ရဲ့အနားမှာဘယ်သူတွေရှိနေမလဲ။ဘယ်အရာတွေကကိုယ့်ကိုစိုက်ကြည့်နေမလဲဆိုတာဘယ်သူမှအာမမခံနိုင်ပါဘူး။ဒီလိုမျိုးကိုယ့်ရဲ့တီးတက်နေမြေတဲ့အထီကိုကျူးကျော်လာတဲ့အရာတွေကတကယ်ပဲဘာကိုလိုချင်နေရလဲ။နောက်ထပ်မြင်တွေ့ရမယ့်ဗီဒီယိုကတော့2019ခုနှစ်တုန်းကရိုက်ကူမိခဲ့တဲ့ထူးဆန်းတဲ့မှတ်တမ်းတစ်ခုပါအိမ်တန်ရဲ့ထမင်းစားကန်းထဲမှာအမျိုးသမီးတဦးဟာရုတ်တရက်ဆိုသလိုတစ်ခုခုရဲ့ဆွဲချခြင်းကိုခံလိုက်ရပြီးစပွဲအောက်ကိုပြုတ်ကျသွားတာကိုတွေ့ရမှာပါသူမဟာတစုံတစ်ခုကိုကြောက်လန့်တကြားခုခံနေတယ်လို့မျိုးလှုပ်ရှားမှုတွေရှိနေပြီးတော့အဲ့ဒီနေရာမှာသူမကလွယ်လို့ပဲတခြားဘသူမှကိုမမြင်တွေ့ရပါဘူးဒါဟာရုပ်ပိုင်းဆိုင်ရာအရာကျူးကျော်မှုတွေလားဒါမှမဟုတ်ရင်မမြင်ရတဲ့ဝိညာဉ်တစ်ခုကသူမကိုအန္တရာယ်ပြုဖို့ကြိုးစားနေတာလားဆိုတာစဉ်းစားရခက်ပါတယ်။ဒီလိုမျိုးအလင်းရောက်ရှိတဲ့နေရာတွေမှာတော့မှမမြင်ရတဲ့အင်အားစုတွေရဲ့ထိခိုက်မှုကိုခံရတယ်ဆိုတာကတကယ်ကိုမှခြောက်ခြားစရာပါ။ပြီးတော့လူသူကင်းဝေးတဲ့နေရာတစ်ခုမှာရိုက်ထားတဲ့မှတ်တမ်းတစ်ခုမှလည်းအမှောင်ထဲကနေထူးဆန်းတဲ့အတန်တွေကြားရလို့ဓမီနဲ့လိုက်ပြီးတော့ထိုးကြည့်တဲ့အခါတကားကြားထဲကနေတစုံတစ်ယောက်ကချောင်းကြည့်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနေရာရဲ့မျက်နှာကလည်းဖြူဖြော့နေပြီးတော့သပင်တွေကလည်းဖားလျားကိုကျနေတာပါ။အနီးကပ်သွားကြည့်တဲ့အချိန်မှာအဲ့ဒီအရာကလူသားတစ်ယောက်ရဲ့အော်တန်လိုမျိုးမဟုတ်ဘဲနဲ့နားမခံတာတဲ့အတန်ဆိုးကြီးနဲ့အတူလှုပ်ရှားလာပါတယ်။ညာဘက်တကောင်ရံမှာတယောက်တည်းရှိနေတဲ့အချိန်ကိုမသိတဲ့အရာတစ်ခုကကိုယ့်ကိုအမှောင်ထဲကနေစိုက်ကြည့်နေတာကိုမြင်လိုက်ရရင်ဘလောက်တောင်မှထိတ်လန့်ဖို့ကောင်းမလဲ။မိတ်ဆွေတို့ဒီဗီဒီယို၃ခုလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တတိထားရမှာကကြောက်ရွံ့မှုဆိုတာအမှောင်လူထဲမှာတင်ရှိနေတာမဟုတ်ပဲကျွန်တော်ရဲ့ပတ်ဝန်းကျင်နေ့စဉ်ဘဝထဲမှာပါရောနှောနေတာဖြစ်ပါတယ်။ကဲဒီကနေ့တော့အမ်လန်မြန်မာကနေဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။